အားလုံးပဲမင်္ဂလာပါဆန္ဒကျင်းအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူတွေပြည်သူ့တန်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီလိုကာလမျိုးတွေမှာအတန်ကြကြလောင်လောင်နဲ့ဖွင့်နေကြတဲ့အတန်ချက်ဆက်လော့စပီကာအတန်တွေပေါ်မှာပြည်သူတွေထားရှိတဲ့သဘောထားအမှတ်ချက်တွေကိုကျွန်မကနေပြီးမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လိုက်ပါကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဒီလိုမျိုးအခုလိုရာသီကာလမျိုးမှာပွဲလန်းတဲ့ပင်တွေလည်းရှိရပါတော့အလူကမန်းတွေလည်းရှိရဲအဲ့ဒီကနေလာတဲ့ဒီအတန်ချက်ဆက်ကနေလာတဲ့ဆူလောင်တဲ့အတန်တွေပေါ့နော်အဲ့ဒီအတန်တွေနဲ့ပတ်သက်ပြီးတော့ပြည်သူပြည်သားတွေအနေနဲ့အခုအနေနဲ့ဘယ်လိုမျိုးအခက်တွေ့စရာတွေသဘောမကျစရာတွေရှိလဲရှင်အားလုံးတော့ကောင်းမှုကုသိုလ်မြန်မာနိုင်ငံမှာပြုလုပ်တဲ့လပဲလေမှန်ပါတယ်ဒါနဲ့လည်းအချိန်နဲ့ချိန်ခါနဲ့ပုံစံနေထားလေးတွေကြည့်ပြီးတော့စပီကာမှာပါတဲ့ဘောလုံးလေးတွေရှိပါတယ်အဲ့ဒါကိုတိုးအချက်လေးနဲ့ကစားမယ်ဆိုရင်အချိန်ပိုင်းပေါ်မှာအားလုံးအဆင်ပြေသွားမှာမနေ့အစောကြီးဆိုတကောက်ဒီများတွေအိမ်သေးသလားအချိန်လေးချိန်ခါလေးတွေပေါက်ကလေးစပီကာကိုနည်းနည်းတိုးထားမယ်ပေါ့နေ့လယ်ပိုင်းအားလုံးနိုးလောက်ပြီးနည်းနည်းကျယ်လို့ရပြီညဘက်လူတွေအိတ်ချိန်လားနည်းနည်းလေးတိုးသွားမယ်ဖွင့်တော့ဖွင့်မယ်တိုးမယ်10ရောက်လောက်ကြားမဲ့နေရာမှာ10ရောက်လောက်ပဲဒါနားထောင်မှုရတယ်လေအရန်လည်းအခြေရနောက်ကျသွားပြီဟို17နာရီတို့12နာရီတို့အဲ့ဒါမျိုးကြရင်တော့အိတ်ဆက်နားယူတဲ့အချိန်ဖြစ်တဲ့အတွက်ပိတ်သိမ်းလိုက်တာတော့ကောင်းတာပေါ့လုံးဝကိုအပြီးပိုင်ပိတ်သိမ်းလိုက်တာကောင်းတယ်ငါလူတွေလုံနေတာပဲကောင်းမှုကိုယ်တော်တွေလုံနေတာပဲဆိုပြီးအကျဉ်းတွေဖွင့်ထားမယ်ဆိုရင်ပတ်ဝန်းကျင်အတွက်အဆင်မပြေပါဘူးအခုလိုရာသီကာလမျိုးမှာဒီအလူကမန်းတက်တွေကတဆင့်ထွက်ပေါ်လာတဲ့ဒီအတန်ချဲဆက်တွေကနေတဆင့်ထွက်ပေါ်လာတဲ့အတန်ကြကြလောင်လောင်လေးနဲ့ပတ်သက်ပြီးတော့နော်ညီမတို့ပြည်သူတွေအနေနဲ့သဘောကျစရာရှိလားမရှိဘူးလားရှိပါတယ်ဟုတ်ရှိရရှင်ဘာဖြစ်လို့သဘောကျရလဲညီမလေးဘာဖြစ်လဲဆိုတော့ဒါသူ့ယာတီနဲ့သူဖွင့်ကြရလေဒီကအခုဆိုလဲကထိန်နေနီးပြီးဆိုတော့ကထိန်နေသူ့ယာတီနဲ့သူအတန်ချဆက်တွေနဲ့အလူကမန်တက်တွေအဲ့လိုမျိုးဖွင့်ကြရတဲ့အတွက်ကြောင့်မလို့ဒါအနှောက်အယှက်တော့မရှိပါဘူးရှင်ဟုတ်ပျော်ဖို့တော့ကောင်းပါတယ်သူ့ယာတီနဲ့သူဆိုတော့လေဟုတ်အခုဆိုရင်ဒီလိုကာလမျိုးမှာရက်ကွက်ထဲမှာပဲဖြစ်ဖြစ်ဗမာဖြစ်ပေါ့နော်အလူကမန်တက်တွေကနေပြီးတော့ဖွင့်နေတဲ့အတန်ချက်ဆက်လော့စပီကာတွေနဲ့ပတ်သက်ပြီးတော့အခုလိုပြည်သူတွေအနေနဲ့ပေါ့နော်အဲ့လိုအတန်တွေကိုသဘောကျစရာရှိလားရှင်သဘောကျစရာမရှိဘူးလားရှင်ကျွန်တော်တို့လူငယ်တွေအနေနဲ့ကြတော့ဘယ်လိုဆိုမလဲနားလေပေးလို့ရတယ်ပေါ့နော်ဒါပွေးသပင်နဲ့ဆိုတော့နားလေပေးလို့ရဒါပေမဲ့အနီနားမှာရှိတဲ့တက်ကြီးရွေအိုတွေပါတယ်အနည်းဆိုရင်တော့နေအဆင်ပြေမှာမဟုတ်ဘူးဘာလို့ဆိုတော့တက်ကြီးရွေအိုတွေပါတယ်တချို့မကြမ်းမမာတဲ့ဟာတွေလေးရှိမတယ်အနီနားမှာအဲ့လိုမျိုးတွေကြတော့အဆင်ပြေမှာမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ကတော့နားလေပေးလို့ရတယ်ခင်ဗျာဟုတ်ကဲ့ဒါအမြဲတမ်းတော့မဟုတ်ဘူးပွေးအချိန်ပဲဆိုတော့လေကိစ္စမရှိဘူးအဲ့လိုမျိုးကြတော့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့တော့မရှိပါဘူးဒါပေမဲ့ညဘက်ကြီးတအားကြီးညနဲ့အချိန်ကြော်ကြော်ကြီးအဲ့လိုမျိုးကြတော့အဆင်မပြေဘူးခင်ဗျာသူများအိတ်တဲ့အချိန်နားတဲ့အချိန်လေးရှိတယ်ဆိုတော့လေဟုတ်ကဲ့အခုရက်ကွက်ထဲမှာအတန်ကြကြလောင်လောင်နဲ့ဖွင့်နေတဲ့အတန်ချက်ဆက်တွေလော့စပီကာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီလိုညီမတို့ပြည်သူအနေနဲ့ဘယ်လိုမျိုးအခက်တွေ့စရာတွေသဘောမကျစရာတွေရှိသေးလဲညီမလေးအဲ့လိုစူညံတော့အရင်တော့မကြိုက်ဘူးเนาะဒါပေမဲ့ခဏတစ်ဖြုတ်ဆိုရင်တော့ခဏတစ်ဖြုတ်ဆိုတာတဲ့ပေါ့နော်နည်းအတန်အရန်ကျဲเนาะအဲ့လိုမျိုးမကြိုက်ဟုတ်စူတာပေါ့နော်တချင်းအဲ့လိုမျိုးခဏပဲပေါ့နော်ဒီအမြဲတလက်စီအဲ့လိုမျိုးကြတော့နားစူတယ်ပေါ့ဟုတ်အဆင်မပြေဘူးအရင်ခဏဒီလိုအဲ့လိုဗာလဲတမိုင်ုံတို့ဗာအဲ့လိုတချင်းတွေဖွင့်တယ်လေခဏဆိုလို့ရှိရင်တော့ရပါတယ်ဒါပေမဲ့အဲ့လိုမျိုးအကြာကြီးကြတော့အရန်စူတယ်ပေါ့နော်ဟုတ်နားမခံအဲ့လိုမျိုးဖြေချပေးတဲ့ကျေးဇူးတင်ပါတယ်ညီမလေးဒီရက်ကွက်ထဲမှာရှိနေတဲ့အလူကမန်တက်တွေကနေတဆင့်ပေါ့နော်ထွက်ပေါ်လာတဲ့ဒီလော့စပီကာအတန်ချက်ဆက်အတန်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဦးလေးတို့ပြည်သူအနေနဲ့ဘယ်လိုမျိုးအခက်တွေ့စရာတွေကြုံနေရလဲရှင်အခက်တွေ့စရာအနေကအကြုံကြီးကြုံတယ်မကြုံဘူးဆိုတာတော့ဗာပြောရမှာဒီနေရာတော့နည်းနည်းခက်ဟောပူတော့ခက်တာပေါ့အဲ့တော့ဆိုလိုချင်တာကဘာဆိုလိုချင်တာဘလုံးဆိုတော့သူမြန်မာရဲ့ traditional ဆိုတော့လေမြန်မာရဲ့ရိုးရာအလူပွဲတွေနောက်ပြီးလူဘိုးတမ်းမှုကသတိပေးနှိုးဆော်တာတွေနောက်လူငယ်တွေမှာစာအလုံးသိအောင်ပြုအောင်ပြောရှင်းအောင်ဆိုတဲ့နေရာမှာတော့နည်းနည်းအတိပေးတဲ့အနေအထားအဖြစ်တော့အတန်ကျတဲ့ဒိတ်ဘာတွေကတော့အနည်းငယ်တော့လိုပါတယ်အေးပေါ့ဒီကကြကြလောင်ကြီးကြလောက်လိုက်တဘောကရုံးကပြန်လာတယ်အလုတ်ကပြန်လာတယ်ညာစင်းနေစင်းနေအစအရာပုံကိုယ်ဒီအကုန်ရှိရပါလေညအလုပ်လုပ်တဲ့လူတွေနေ့လုပ်တဲ့လူတွေပေါ့ဆိုတော့တိုက်ဆိုင်နေလို့အဲ့ဒီတဲ့အချိန်ခါနဲ့အလူကန်တွေကနေငံအော်တဲ့ကျဲလောင်တန်နေလဲဆိုရင်တော့သူတို့ခမရတွေလဲစားကျက်တဲ့လူဘာကြည့်တဲ့အစအရာပုံကိုယ်တွေပေါ့လေနည်းနည်းနားတော့နည်းနည်းနေငံကျဲလောင်တဲ့အတိုင်းတော့မခံစားနိုင်ဘူးပေါ့မဟုတ်လားအဲ့တော့တင်းတင်းအားလျော်စွာပေါ့တိုးတေးပါပေါ့တကယ်တော့မဟုတ်ဘူးနဲ့အတိပေးလောက်အတန်လေးမျိုးလေးလဲဆိုရင်တော့နိုင်ငံနိုင်တာပေါ့မဟုတ်လားအဲ့လားပေါ့ပါဒီ
ဒီရက်ကွက်ထဲမှာပေါ့နော်ရက်ကွက်မှာဖြစ်ဘေးနေရာမှာဖြစ်ဖြစ်ဒီလိုကာလမျိုးမှာအတန်ချက်ဆက် loud speaker တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုအတန်ကြဲကြဲလောင်လောင်ဖွင့်နေတဲ့ဒီ loud speaker နဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့ပေါ့နော်ဘယ်လိုမျိုးသဘောကျစရာအချက်တွေရှိလားနောက်ဆက်စရာကိစ္စတွေရှိလားဆိုတာတစ်ချက်လောက်ဖြေပြပါဦး အတန်းကျရင်ကတော့သမီးရဲ့နောက်ချက်ဖြစ်တာပေါ့လူတွေကတော့တားကြီးကျဲနေမှာတော့ဘယ်ဘယ်သူမှမကြိုက်ဘူးပေါ့ဒါပါပဲ အသေးစိတ် အလူကတော့လှည့်ပန်းတာသူတို့ကအလူကနာပဲအဲ့ဒါတော့ခွင့်လို့ရတာပဲလေအလူကပုံကိုယ်တွေပဲအလူကနာတော့အဲ့ဒါတွေကတော့ဟိုအတန်းကျအကြာကြီးထားပြီးတော့အော်ကြီးရှိတယ်ဘယ်သူမှမကြိုက်ဘူးလေအခုပြောလို့ဦးတို့ရက်ကွက်ကနည်းနည်းတော်သေးတယ်ပေါ့အဲ့လိုပေါ့ဒါဖြစ်လာတော့အတန်းကျလောင်ဖြစ်နေတဲ့အချိန်ကတော့စိတ်အိုက်နေတဲ့ခါတော့အဲ့လိုဖြစ်လာတာပေါ့ဟိုလိုတိုးကတော့မဖြစ်ပါဘူးသူကတော့ ပြည်သူများရှင်ကျမတို့အခုလိုမြင်မြင်ပြခဲ့ရတာကြည့်ရှုပြီးတော့ပြည်သူတွေထားရှိတဲ့သဘောထားမှတ်ချက်အချို့ကိုသိရှိသွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်ဒီမှာလည်းကျမတို့စံတော်ချိန်ရဲ့ပြည်သူတွေရဲ့ပြည်သူတဲ့အစီအစဉ်မှာဘယ်လိုမျိုးအကြောင်းအရာတွေနဲ့ပြည်သူတွေရဲ့သဘောထားမြင်တွေကိုမြင်မြတ်တင်ဆက်ပေးသွားမလဲဆိုတာဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ရပါတယ်ရှင်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေ။